ပြီးမာလီလေးရဲ့ပကြီးဆွဲနေမှုကိုတတိပြုမိသွားကြပါတယ်။စကောရဲ့ဇနီးဖြစ်သူကက်သရင်းကမာလီလေးကိုသူမရဲ့အစီခံဖြစ်ခေါ်ဆောင်သွားခြင်းနဲ့ပြင်းပြတဲ့ဆန္ဒရှိနေပါတယ်။စကောရဲ့မန်နေဂျာဖြစ်ပုံရတဲ့ Edward ကမာလီရဲ့မိခင်လိုကီကိုငွေကြေးချိုးကမ်းလှမ်းခဲ့ပါတယ်။လူကီကအစပိုင်းမှာသူမသမီးရဲ့ပကြီးကားအတွက်ပေးတယ်လို့ထင်မှတ်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ကက်သရင်းကမာလီလေးကိုအသုံးဆောင်ပစ္စည်းတစ်ခုလိုသဘောထားပြီးအစီခံဖြစ်ဝယ်ယူဖို့ကြံ့ရွယ်နေခြင်းဖြစ်ပါတယ်။သူမရဲ့သမီးဖြစ်သူကိုပြန်လည်ရရှိဖို့အတွက်လူကီဟာဗြိတိဂျိုရီရဲ့ကားနောက်ကိုလိုက်လံတောင်းပန်ခဲ့ပါတယ်။စစ်သားတယောက်ကလူကီကိုတနက်နဲ့ချိန်ရွယ်လိုက်တဲ့အခါစကော့ကတားဆီးခဲ့ပြီးကြည်စံဟာအလွန်တန်ဖိုးရှိတာကြောင့်ဒီလိုနေရာမှာမဖြုံးတင်သေးဘူးလို့ပြောဆိုခဲ့ပါတယ်။သူကစစ်သားကိုလူကီကိုရှင်းလင်းဖို့တခြားနည်းလမ်းသုံးခိုင်းခဲ့ရကြောင်းစစ်သားဟာလူကီရဲ့ခေါင်းကိုတစ်သားတုံးနဲ့ပြင်းထန်စွာရိုက်နှက်ခဲ့ပြီးသမီးဖြစ်သူရဲ့ရှေ့မှောက်မှာပင်ရက်ဆက်စွာနှိပ်စက်ခဲ့ပါတယ်။ အခြားတစ်ဖက်ဒေလီမြို့ပြင်မှာတော့ပြင်းထန်တဲ့တော်လှန်ရေးတစ်ခုဖြစ်ပွားနေပါတယ်။ပြည်သူတွေဟာသူတို့ရဲ့ခေါင်းဆောင်ကိုပြန်လည်လွှတ်ပေးဖို့တောင်းဆိုနေကြပြီးတောင်းဆိုချက်တွေကိုလစ်လျူရှုရင်အဆောက်အုံကိုမီးရှို့မယ်လို့ချင်းချောင်းနေပါတယ်။စိတ်သက်ပြတ်သားတဲ့ရဲအရာရှိရာဂျူးဟာချန်စီယိုကိုကြော်ဖြတ်ပြီးဆန္ဒပြသူတွေကိုရင်ဆိုင်ခဲ့ပါတယ်။သူကတကူတော်တဲ့လူပေါင်းများစွာကိုရင်ဆိုင်ခဲ့ပြီးထူးခြားတဲ့တတ်တိနဲ့ခံနိုင်ရည်ကိုပြသခဲ့ပါတယ်။လူအုပ်ကြီးကဝိုင်းဝန်းတိုက်ခိုက်နေတဲ့ကြားကပဲရာဂျူးဟာစစ်စခန်းကိုခဲနဲ့ပစ်ခဲ့တဲ့တော်လှန်ရေးသမားကိုဖမ်းဆီးဖို့စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပါတယ်။အခက်ခဲတွေကြားကပဲရာဂျူးဟာပြစ်မှတ်ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပြီးအဆောက်အုံလေးကိုဆွဲခေါ်လာနိုင်ဝေးလံတဲ့နေရာကနေကြီးရှုနေတဲ့သူ့ရဲ့အထက်လူကြီးနေဟာရာဂျူးရဲ့မဆုံးမနေတဲ့ကြိုးပမ်းမှုကိုအထင်ကြီးသွားကြပါရာဂျူးဟာတွေးချင်းချင်းနေပြီးမောပန်းနေပေမဲ့သူ့ရဲ့ကြောက်မဲ့ဖွယ်ကောင်းတဲ့အသွင်ပြင်းကြောင့်တခြားသူတွေကသူ့ကိုမရင်ဆိုင်ရဲကြပါဘူးရာဂျူးဟာယာတူတိုးမရတဲ့အတွက်စိတ်ပြတ်မိပြီးသူ့ရဲ့ထိုးသားတွေကိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ရင်ဖြေဖြောက်ခဲ့ပါ6လခန့်ကြာပြီးနောက်ကတ်တပါဟာအက်ဒဝတ်ထံကိုစိုးရိမ်စရာသတင်းတစ်ခုနဲ့ရောက်ရှိလာပါတယ်စကော့နဲ့ကတ်တရင်တို့ဟာရွာတီရွာကမိန်းကလေးငယ်လေးကိုခေါ်ဆောင်သွားခဲ့တာကြောင့်ဂွန်ဒီမျိုးနွယ်စုတွေနဲ့ပြဿနာအကြီးအကျယ်တက်နိုင်တယ်လို့သတိပေးခဲ့ပါတယ်ဒီမျိုးနွယ်စုဟာငင်းချမ်းစွာနေထိုင်တက်ကြပေမဲ့သူတို့လူမျိုးကိုထိပါလာရင်တော့ပြင်းထန်စွာကာကွယ်တက်ကြတဲ့ဘီးမလို့ခေါ်တဲ့ကာကွယ်စောင့်ရှောက်သူတစ်ယောက်ရှိနေပါတယ်ဘီးမှာပျောက်ဆုံးသွားတဲ့မာလီလေးကိုရှာဖွေဖို့ဒေလီမြို့ပြင်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဘီးမှာသူ့ရဲ့ခွန်အားနဲ့ဉာဏ်ပညာကိုအသုံးပြုပြီးဝန်ပလွေတကောင်ကိုထောင်ချောက်ထဲဖမ်းဆီးဖို့သူ့ခန္ဓာကိုယ်ကိုအစာဖြစ်အသုံးပြုခဲ့ပါတယ်ထို့နောက်ကြားတကောင်ရဲ့ခြေရာနောက်ကိုလိုက်လံရှာဖွေပြီးကြားနဲ့ထိတ်တိုက်ရင်ဆိုင်ခဲ့ပါတယ်ကြားကတိုက်ခိုက်လာတဲ့အခါဘီးကအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပါတယ်ကျိုးပြတ်သွားတဲ့တိုင်အောင်ဘီးမှာလက်မဆုပ်ပဲကြားရဲ့နှာခေါင်းကိုမီစီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်ကြားဟာတတိလေးလဲကျသွားပြီးဘီးကအန်တီရဲ့ရှိတဲ့တားရဲကိုဘီးကင်းစွာကင်တွယ်နိုင်ခဲ့ပါတယ်သူရဲ့တငယ်ချင်းတွေနဲ့အတူအောင်မြင်စွာအမဲလိုက်ပြီးနောက်ဘီးမှာမာလီလေးဘယ်မှာရှိတယ်လဲဆိုတဲ့အချက်အလက်တွေကိုရှာဖွေဖို့မြို့ထဲကိုထွက်ခွာလာခဲ့ပါတယ်ဘီးမှာဒေသကအလုယုံတစ်ခုမှအလုလုံနေစဉ်အရာရှိတအုပ်ရဲ့မတရားအခိုးလိုဆွဆွဲခြင်းကိုခံခဲ့ရပါတယ်ဘီးမှာအဲ့ဒီအရာရှိကိုနှိမ်နှင်းနိုင်တဲ့ခွန်အားရှိပေမဲ့သူ့ရဲ့လျှို့ဝှက်ချက်တွေပေါက်ကြားသွားမှစိုးရင်တာကြောင့်ပြန်လည်မတိုက်ခိုက်ပဲအောက်အီးခဲ့ပါတယ်သူ့ရဲ့တန်ရာတွေကိုတော့သူ့ကိုခိုလုံခွင့်ပေးထားတဲ့မိသားစုကဥတာပေးခဲ့ပါတယ်။အက်ဒဝတ်ဟာဘီးရောက်ရှိနေတာကိုသိရှိသွားပြီးဗြိတိရှစစ်တပ်ကိုအသုံးပြုပြီးနှိမ်နင်းဖို့စီစဉ်ခဲ့ပါတယ်။သူကဘီးရဲ့ပုံပန်းတံအသေးစိတ်ကိုဖုံးကွာထားခဲ့ပေမဲ့ကတရင်ကတော့ဘီးကိုဖမ်းဆီးနိုင်သူကိုယာထူးတိုးပြီးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ရာဂျူးကဒါကိုသူ့အတွက်ယာထူးတိုးဖို့အခွင့်အရေးလိုမြင်ပြီးဒီတောင်းဝင်ကိုထမ်းဆောင်ဖို့စီဒနာဝန်ထမ်းအဖြစ်စည်ရင်းပေးခဲ့ပါတယ်။နောက်ပိုင်းမှာဘီးမှာစစ်သားတယောက်ကသူ့ရဲ့လူမျိုးတအုပ်ကိုနှိပ်စက်နေတာကိုမြင်တွေ့ခဲ့ပြီးဝင်ရောက်ဖို့ညီဖို့ဆုံးဖြတ်ခဲ့ဒါပေမဲ့သူမလှုပ်ရှားခင်မှာပဲဂျန်နီလို့ခေါ်တဲ့အင်္ဂလိပ်အမျိုးသမီးလေးကဝင်ရောက်တားဆီးခဲ့ပြီးစစ်သားကိုအလုတ်သမားကိုလွှတ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဂျန်နီကထိုလူကိုကူညီပေးပြီးအိမ်ပြန်ဖို့အကြံပြုခဲ့ပါတယ်။ဘီးမှာဂျန်နီရဲ့တက်တီနဲ့ကျင်နာမှုကိုအထင်ကြီးသွားပြီးသူမအကြောင်းကိုစိတ်ဝင်စားသွားခဲ့ပါတယ်။တချိန်တည်းမှာပဲရာဂျူးနဲ့သူ့ရဲ့ဦးလေးဖြစ်သူတို့ကတော်လန်ရေးသမားတို့ရဲ့အစည်းအဝေးတစ်ခုလေးကိုလျှို့ဝှက်ဝင်ရောက်ခဲ့ကြပါတယ်။အဲဒီမှာဘယင်ကန်စကော့ကိုလုံခြံဖို့အစီအစဉ်ကိုဆွေးနွေးနေကြတာဖြစ်ပါတယ်။အစီအစဉ်မှာပါဝင်တဲ့လာချူဟာရာဂျူးရဲ့အကူအညီကိုအစပိုင်းမှာတောင်းခံခဲ့ပေမဲ့နောက်မှရာဂျူးဟာရဲအရာရှိတဦးဖြစ်မှန်းသိရှိသွားပြီးထွက်ပြေးခဲ့ပါတယ်လာဂျူးဟာလမ်းကြားလေးတွေထဲကနေလူအုပ်ထဲကိုယုံနှောပြီးလွတ်မြောက်သွားခဲ့ပါတယ်။ဘီးဟာကောင်းလေးတယောက်ကိုငါးဝယ်ဖို့အတွက်ဒင်းကားပြားတစ်ခုပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလာချူရောက်ရှိလာပြီးဘီးရဲ့အကူအညီကိုတောင်းခံကသူ့ရင်ဆိုင်နေရတဲ့အန်ဒီရဲ့ကိုသတိပေးခဲ့ပါတယ်။ဘီးကလာချူကိုအိမ်ပြန်ပြီးပုံနေဖို့အကြံပြုခဲ့ပါ။အဲ့ဒီအချိန်မှာပဲအနီးနားကတရားပေါ်မှာမီးရထားတစ်စင်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးပေါက်ကွဲမှုကြောင့်ရထားတွဲတစ်ခုဟာရေထဲကိုလဲကျသွားခဲ့ပါတယ်။ဘီးမှာရေထဲမှာပိတ်မိနေတဲ့ငါးဖမ်းသမားကောင်လေးကိုကယ်တင်ဖို့အစီအစဉ်တစ်ခုကြံစလိုက်ပါတယ်။ရာဂျူးကလည်းဘီးရဲ့စိတ်ကပြတ်သားမှုကိုမြင်ပြီးကယ်ဆယ်ရေးမှာပူးပေါင်းခဲ့ပါတယ်။ဘီးကမော်တော်ဆိုင်ကယ်ကိုအသုံးပြုပြီးရာဂျူးကမင်းကိုအသုံးပြုခဲ့ပါတယ်။သူတို့နှစ်ဦးဟာကျိုးတစ်ချောင်းလေးနဲ့ခန္ဓာကိုယ်ကိုချီနှောင်ပြီးကောင်လေးကိုကယ်တင်ဖို့တရားပေါ်ကနေဆင်းသက်ခဲ့ကြပါတယ်။ဘီးမှာမီးတောက်ဒီကြားကနေသူ့ကိုယ်ကိုအလံတစ်ခုနဲ့ကာကွယ်ခဲ့ပါတယ်။ငါးဖမ်းသမားကောင်လေးကိုဘီးကင်းစွာကယ်တင်နိုင်ခဲ့ပြီးနောက်ဘီးနဲ့ရာဂျူးတို့ဟာသူတို့ကိုယ်သူတို့ဘီးကင်းအောင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။သူတို့ရဲ့အောင်မြင်မှုကိုဒေသခံတွေကတောင်းတောင်းပြပြကြိုးဆိုခဲ့ကြပါတယ်။အခုကမှတော့သူတို့နှစ်ဦးဟာတငယ်ချင်းတွေဖြစ်သွားကြပြီဖြစ်ပေမဲ့သူတို့ဟာဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကဖြစ်မှန်မသိကြသေးပါဘူး။နောက်ရက်တွေမှာရာဂျူးကလာချူရဲ့ပုံတူပကြီးကားကိုအသုံးပြုပြီးလိုက်လံရှာဖွေခဲ့ပေမဲ့ရှာမတွေ့ခဲ့ပါဘူး။ရာဂျူးနဲ့ဘီးမူရဲ့တိုင်ရောစင်ဟာပုံမနဲ့ရှင်းလာပြီးမိသားစုဝင်တွေလိုဖြစ်လာခဲ့ပါတယ်။ဘီးမှာရာဂျူးကရဲအရာရှိဖြစ်မှန်မသိတယ်လို့ရာဂျူးကလည်းဘီးမှာသူ့လိုက်ရှာနေတဲ့ပြစ်မှတ်ဖြစ်မှန်မသိကြပါဘူး။တနေ့မှာတော့ရာဂျူးနဲ့ဘီးတို့ဆိုင်ကယ်စီးလာရင်ရာဂျူးကလာချူရဲ့ပုံတူကားကိုပြသခဲ့ပါတယ်။ဒါပေမဲ့ပကြီးကားကရေအိုင်ထဲကိုကျသွားပြီးပျက်စီးသွားခဲ့ပါတယ်။ထို့နောက်ရာဂျူးဟာဘင်းကဂျန်နီအပေါ်တန်ရောစင်ရှိနေတာကိုသတိပြုမိသွားပြီးသူတို့နှစ်ဦးကိုဆုံတွေ့ပေးဖို့အစီအစဉ်တစ်ခုလှုပ်ဆောင်ခဲ့ပါတယ်။ရာဂျူးဟာဂျန်နီရဲ့ကားတာယာပေါက်သွားအောင်လမ်းပေါ်မှာတန်မိုးတွေကျဲခဲ့ပါတယ်။ကားရက်သွားတဲ့အခါရာဂျူးကလိုက်ပို့ပေးဖို့ကမ်းလှမ်းခဲ့ပြီးသူတို့ဈေးကိုအတူတူသွားခဲ့ကြပါတယ်
ဂျန်နီကသူမရဲ့အိမ်မှာရှိတဲ့အိန္ဒိယမိန်းကလေးငယ်လေးအတွက်လက်ဆောင်ပစ္စည်းတွေလိုအပ်နေကြောင်းပြောပြခဲ့ပါတယ်။ပြီးမှမာလီလေးအသက်ရှင်နေသေးမှသိရှိသွားပြီးသူမအတွက်သူကိုယ်တိုင်လှုပ်ထားတဲ့အလက်ကောက်လေးကိုပေးအပ်ဖို့ဂျန်နီကိုတောင်းဆိုခဲ့ပါတယ်။နောက်ပိုင်းမှာဂျန်နီရဲ့ driver ရောက်လာပြီးသူမကိုအိမ်ပြန်ခေါ်သွားခဲ့ပါတယ်။ဂျန်နီကဘင်းကိုဂျင်ခါနာကလပ်မှာကျင်းပမယ်ပါတီပွဲကိုဖိတ်ကြားခဲ့ပါတယ်။ဂျန်နီကလက်ဆောင်တွေကိုမာလီလေးထံပေးအပ်ခဲ့ပြီးမာလီလေးကသူမကိုကယ်တင်မဲ့သူအနီးနားမှာရှိနေပြီးမှသိပြီးဝမ်းသာသွားခဲ့ပါတယ်ပါတီပွဲကိုဘင်းနဲ့ရာဂျူတို့အတူတူတက်ရောက်ခဲ့ကြပါတယ်။ဂျန်နီကဘင်းကိုနှွေးထွေးစွာကြိုဆိုခဲ့တာကြောင့်ဂျိတ်ကမနာလိုဖြစ်သွားခဲ့ပါတယ်။ဂျန်နီနဲ့ဘင်းတို့ကခုန်နေကြစဉ်ဂျိတ်ကဝင်ရောက်နောက်ကျပြီးဘင်းကိုအဆက်ခွဲခဲ့ပါတယ်။ဂျိတ်ကဘင်းကိုကပွဲမှာရှင်ပြိုင်ဖို့စိတ်ခေါ်ခဲ့ပြီးရာဂျူကသူ့တင်ငယ်ချင်းကိုကူညီဖို့ဝင်ရောက်လာခဲ့ပါတယ်။သူတို့နှစ်ဦးကရိုးရအကဖြစ်တဲ့နာတူအကကိုမြိုင်မြိုင်ဆိုင်ဆိုင်ကပြခဲ့ကြတာကြောင့်လူတိုင်းအံ့ဩသွားကြပြီးဂျိတ်လည်းစိတ်ပြတ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရာဂျူနဲ့ဘင်းတို့နှစ်ဦးတည်းသာပြိုင်ပွဲမှာကြံရှိတော့ပြီးရာဂျူကခြေရောက်ကျွတ်တက်ခြင်းအောင်ဆောင်ကဘင်းကိုအနိုင်ပေးခဲ့ပါတယ်။ပါတီပွဲအပြီးမှာတော့ဂျန်နီကဘင်းကိုလက်ဖိတ်တောက်ဖို့ဖိတ်ကြားခဲ့ပါတယ်။တချိန်ထဲမှာပဲရာဂျူးဟာလာဂျူးရဲ့လက်မှာပကြီးသေးတွေပေးချက်နေတာကိုသတိရပြီးအမှုပညာပြခန်းထဲမှာလိုက်လံရှာဖွေခဲ့ပါတယ်။သူ့ဦးလေးရဲ့အကူအညီနဲ့လာဂျူးကိုဖမ်းဆီးနိုင်ခဲ့ပြီးစွန့်ပစ်ထားတဲ့ကိုတောင်တစ်ခုကိုခေါ်ဆောင်သွားခဲ့ပါတယ်။ဘင်းဟာဂျန်နီရဲ့အိမ်ကိုရောက်ရှိလာတဲ့အခါကြီးကျယ်ခမ်းနားမှုကိုအံ့ဩသွားခဲ့ပါတယ်။ရောဘတ်ကသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ဂျန်နီကဘင်းဟာသူမရဲ့ဧည့်သည်ဖြစ်ကြောင်းပြောပြီးကာကွယ်ပေးခဲ့ပါတယ်။လက်ဖိတ်တောက်နေစဉ်ဘင်းဟာမာလီရဲ့တချင်းဆိုတန်ကိုကြားလိုက်ရပြီးဂျန်နီရဲ့အာယုံကိုလွှဲဖို့အတွက်ဘိုက်စာချင်းအောင်ဆောင်ကမာလီကိုလိုက်လံရှာဖွေခဲ့ပါတယ်။ဘင်းဟာမာလီကိုတွေ့ရှိခဲ့ပေမဲ့တယောက်တည်းကယ်ထုတ်ဖို့မဖြစ်နိုင်မှန်းသိရှိသွားပါတယ်။သူကမာလီကိုစိတ်ရှည်ဖို့ပြောခဲ့ပြီးအဆောင်နေမသိရင်ပြန်လေထွက်ခွာလာခဲ့။အခြားတစ်ဖက်မှာတော့ရာဂျူးဟာလာချူကိုနှိပ်စက်ပြီးသူ့တငယ်ချင်းတွေအကြောင်းမေးမြန်းခဲ့ပါတယ်။လာဂျူးကတော့ဘာမှမပြောဘဲအောင့်ခံနေခဲ့ပါတယ်။ရာဂျူးဟာလာဂျူးရဲ့လေဘင်းကဆွေးကြိုးကိုဖျက်ယူလိုက်တဲ့အခါအဲ့ဒီဆွေးကြိုးဟာသူ့ရဲ့ချစ်သူစီတာပေးထားတဲ့ဆွေးကြိုးမှန်သိရှိသွားခဲ့ပါတယ်။နောက်ပိုင်းမှာလာဂျူးကအစိတ်ရှိတဲ့မွေတစ်ကောင်ကိုရာဂျူးကပြစ်ပုတ်ခဲ့တာကြောင့်ရာဂျူးကအသက်အန္တရာယ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ဖြည့်စည်းမရှိဘဲအသက်ရှင်ဖို့တနအီတာလိုတော့တဲ့အချိန်မှာရာဂျူးကလာဂျူးကိုလွတ်ပေးခဲ့ပြီးသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဘင်းထံကိုနောက်ဆုံးလို့ဆက်ဖို့တွားရောက်ခဲ့ပါတယ်။အဲ့ဒီညမှာပဲဘင်းဟာစကော့ပြန်လာတဲ့အထိမ်းအမှတ်ပါတီပွဲအတွင်းနန်းတော်ကိုစီးနှင်းဖို့စီစဉ်ခဲ့ပါတယ်။တိုက်ခိုက်မှုစတင်ချိန်မှာဘင်းဟာမွေစိတ်မိပြီးလဲကျနေတဲ့ရာဂျူးကိုတွေ့ရှိသွားခဲ့ပါတယ်။ဘင်းဟာရာဂျူးကိုကယ်တင်ဖို့အတွက်မွေစိတ်ဖြည့်စိတ်ကိုအမြန်ဖော်ဆက်ပေးခဲ့ပြီးသူ့ရဲ့မျက်နှိုးလာတဲ့ဆွဲကြိုးကိုရာဂျူးရဲ့လေပင်မှာစီမံပေးခဲ့ပါတယ်။ရာဂျူးဟာထိုဆွဲကြိုးကိုမြင်လိုက်ရတဲ့အခါသူ့လိုက်လံရှာဖွေနေတဲ့ဖြစ်မှန်ဟာသူ့အနားမှာအမြင်ရှိနေတဲ့ဘင်းဖြစ်မှန်သိရှိသွားခဲ့ပါတယ်။ရာဂျူးကိုကုသပြီးနောက်ဘင်းဟာမာလီကိုကယ်တင်မဲ့အစီအစဉ်ကိုပြောပြပြီးထွက်ခွာခဲ့ပါတယ်။ရာဂျူးဟာအားနည်းနေပေမဲ့သူ့ရဲ့တာဝန်ကိုကြေပုံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘင်းနဲ့သူ့ရဲ့လူမျိုးတွေဟာတော်ရင်တရိษံတွေကိုအသုံးပြုပြီးနန်းတော်ကိုတိုက်ခိုက်ခဲ့ကြပါတယ်။ပရံပရာဖြစ်နေတဲ့ကြားကပဲဘင်းဟာမာလီကိုကယ်တင်ဖို့ကြိုးစားခဲ့ပေမဲ့ရာဂျူးကစစ်ဝတ်စုံနဲ့ပေါ်လာပြီးဘင်းကိုတားဆီးခဲ့ပါတယ်။ဘင်းကအကျိုးအကြောင်းရှင်းပြပေမဲ့ရာဂျူးကတိုက်ခိုက်ခဲ့တာကြောင့်ဘင်းတော့ကိုဆုံးရှုံးခဲ့ရပါတယ်။ဘင်းထန်တဲ့တိုက်ပွဲအပြီးမှာဘင်းဟာရာဂျူးကိုအနိုင်ယူနိုင်ခဲ့ပြီးသူ့ရဲ့ဆွဲကြိုးနဲ့ပဲရာဂျူးကိုတုံနောင်ကမာလီကိုကယ်တင်ဖို့ဆက်လက်ထွက်ခွာခဲ့ပါတယ်။ရဲ့အနေငယ်ကြပြီးတော့ရာဂျူးကဘင်းကိုဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက်အထူးအရာရှိအဖြစ်ယာရူတိုးမြင့်ချင်းခံခဲ့ရပြီးလက်နက်တိုက်ကိုဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။သူဟာသူ့ဖခင်ရဲ့လေ့ကျင့်ပေးမှုတွေကိုပြန်လည်သတိရနေခဲ့ပါတယ်။ရာဂျူးရဲ့ဖခင်ဘင်ကတာရာမာဟာပြည်တိရှားစစ်တပ်ကိုတော်လှန်ခဲ့တဲ့စစ်သားဟောင်းတဦးဖြစ်ပြီးသူ့ရဲ့လူမျိုးတွေကိုလက်နက်ဆွဲကင်တော်လှန်ဖို့လေ့ကျင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လက်နက်မလုံလောက်မှုကြောင့်သူတို့ကအမြဲတမ်းအခြေအနေမလှခဲ့ပါဘူး။ရာဂျူးကငယ်စဉ်ကတည်းကတနက်ဖြစ်အလွန်ကျွမ်းကျင်သူဖြစ်ပြီးဖခင်ဖြစ်သူကွယ်လွန်ခါနီးမှာသူ့ရဲ့လူမျိုးတွေကိုလက်နက်တွေထောက်ပံ့ပေးပါမယ်လို့ကတိသစ္စာပြုခဲ့ပါတယ်။အဲ့ဒီကတိကိုတိစောက်ဖို့အတွက်ရာဂျူးကပြည်တိရှားစစ်တပ်တွေကိုလှည့်ဝဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရည်မှန်းချက်အတွက်သူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုတစ္ဆာဖောက်ခဲ့ရတဲ့အတွက်ရာဂျူးကနောင်တစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ဘင်းကိုလူထုရှင်းမောင်းမှာကြာဖို့နဲ့ရိုက်နေဖို့စီစဉ်ခဲ့ပြီးထိုပြေးတံကိုရာဂျူးကိုယ်တိုင်စီရင်ရမှာဖြစ်ပါတယ်။ရာဂျူးကဘင်းကိုဒူးထောက်အတနာခံမှုပြောခဲ့ပေမဲ့ဘင်းကနင်းဆန်ခဲ့ပြီးတော်လိုင်းရေးတဲ့ချင်းတစ်ပုတ်ကိုတီးဆိုခဲ့ပါတယ်။ဘင်းရဲ့တဲ့ချင်းတန်ကြောင့်ပြည်သူတွေကစိတ်သက်တက်ကြွလာပြီးပြည်တီရှားတွေကိုပြန်လဲတော်လှန်ခဲ့ကြပါတယ်။ရာဂျူးကဘင်းကိုလွှတ်မြောက်ဖို့အတွက်စီစဉ်ခဲ့ပါတယ်။ပြည်တန်စီရင်မဲနေ့မှာရာဂျူးကမာလီကိုအသုံးပြုပြီးလမ်းမှာအဆောက်တွေကိုတိုက်ခိုက်ကဘင်းကိုကယ်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ဘင်းကရာဂျူးရဲ့စီဒနာကိုနားလည်မှုလွဲပြီးရာဂျူးကိုပြန်လဲတိုက်ခိုက်ခဲ့တာကြောင့်ရာဂျူးတန်ရအပြင်းထန်ရရှိကအဖမ်းခံခဲ့ပါတယ်။ဘင်းနဲ့မာလီတို့ကတော့ရုံမြောက်သွားခဲ့ပါတယ်။ရာဂျူးဟာမြေအောက်အကျဉ်းတောင်ထဲမှာပိတ်လောင်ခြင်းခံခဲ့ရပါတယ်။ဘင်းမှာနောက်ပိုင်းမှာစီတာနဲ့ဆုံတွေ့ခဲ့ပြီးရာဂျူးရဲ့စေတနာအမှန်နဲ့အတိတ်သမိုင်းကြောင်းကိုသိရှိသွားခဲ့ပါတယ်။ဘင်းဟာသူ့ရဲ့အမားကိုသိရှိသွားပြီးရာဂျူးကိုပြန်လဲကယ်တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘင်းဟာအကျဉ်းတောင်ထဲကိုလျှို့ဝှက်ဝင်ရောက်ပြီးရာဂျူးကိုကယ်ထုတ်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာတောအုပ်ထဲကိုထွက်ပြေးခဲ့ကြပြီးဗြိတိရှစစ်တပ်ရဲ့ဝိုင်းရံခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့ရာဂျူးနဲ့ဘင်းတို့ဟာသူတို့ရဲ့ခွန်အားနဲ့တနက်ပစ်ခတ်မှုအတတ်ပညာတွေကိုပေါင်းစပ်ပြီးဗြိတိရှစစ်တပ်ကိုအပြတ်အသတ်နှိမ်နင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘီဟင်ကန်စကော့ကိုအောင်မြင်စွာလှုပ်ကြံနိုင်ခဲ့ပြီးလက်နက်တိုက်ကြီးကိုလည်းဖောက်ခွဲဖျက်ဆီးပစ်ခဲ့ပါတယ်။ရာဂျူးဟာသူ့ဖခင်ကိုပေးခဲ့တဲ့ဂတိအတိုင်းသူ့ရွာကပြည်သူတွေအတွက်လက်နက်တွေကိုယူဆောင်လာပြီးနိုင်ခဲ့ပြီးစီတာနဲ့ပြန်လဲဆုံတွေ့ခဲ့ပါတယ်။ဘင်းကလည်းမာလီလေးကိုသူမရဲ့မိခင်နဲ့ဘေးကင်းစွာပြန်လဲပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ရွာသူရွာသားတွေအားလုံးပျော်ရွှင်စွာနဲ့ဆုံတွေ့ကြရင်ဇလန်းဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုရင် like share နဲ့ subscribe လုပ်ပြီးဖို့မမေ့ကြပါနဲ့ဦး။နောက်ထပ်ဇလန်းအချင်းဒီမှာပြန်လဲဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်